မာရီများလာပြီတမာရီများလာပြီလို့ယောဂီပုဂ္ဂိုလ်ကကိုယ့်အကိုထင်တတ်တယ်ထင်ရတဲ့ဟိုအာယုပြောက်တာကဲခက်လိုက်တမာရီဆိုရင်ဟိုဘက်ကရှုစရာအာယုမပြောက်ဘူးသင်္ကမိတ်တဲ့ဆိုပြောက်တယ်အဲ့ဒါကိုသင်္ကမိတ်တဲ့ကတမာရီဝင်လုံနေတယ်လို့မောင်ကိုလို့ဆုံးဖြတ်ချက်ချသင်္ကမိတ်တဲ့ကတမာရီဝင်လုံသင်္ကမိတ်တဲ့ဆိုတဲ့ကတော့နိုင်ပြီးမငိုက်တယ်လည်းမှိုင်တွေးဝေပိဋကလာဟိုရှုနေတဲ့အာယုံကြီးပျောက်ထွက်သွားတာကသင်္ကမိတ်တဲ့ကြောင့်ပျောက်သွားတာသူကတမာရီဝင်ပိဋကလာလာတယ်ဒါကြောင့်တည်တည်ကြည်ကြည်ရှိနေတယ်လို့ထင်တယ်ထင်ရတယ်မဟုတ်ပါဘူးတဲ့ကိုယ်စလေကဘယ်လိုဆုံးလဲမေးလို့ရှိရင်သင်္ကမိတ်တဲ့ဖြစ်နေတယ်ဘောကြအဲ့ဒါဥပဒနာယောဂီပုဂ္ဂိုလ်အလုံးလုံးနေတဲ့ပုဂ္ဂိုလ်မှလာတယ်။မောင်ကြီးရှင်းလိုက်တယ်။ရှင်းလိုက်တဲ့ကဘာဝင်လောက်နေတာတော့။တမာရီဝင်လောက်။အဲ့ဒါဆိုတော့ကမ္ဘာဆရာတွေဆိုတော့ယောဂီတွေမှာကျုပ်ရှင်ဘာမှမတွေ့လိုက်တော့ဘူး။တခါတည်းအဖြစ်ပြက်တွေပျောက်သွားတာပဲ။ဆိုတော့သူကအဖြစ်ပြက်တွေပျောက်သွားတယ်ဆိုတော့ဒုက္ခဆုံးတဲ့ပုံဝင်မထင်ရဘူး။ထင်ရတယ်သူသင်္ကမိတ်တဲ့ကဝင်ပြီးမမြင်မနဲ့ပြောက်သူကဓမ္မရုပ်ဝင်လောက်ပြီးတဲ့ကလာမမြင်မနဲ့ပြောက်ရှိရတာနဲ့ပြောက်သွားတာတကယ်ကိုဒီဒုက္ခကြီးရောမောင်းရင်းွေလို့ဉာဏ်ကြောင့်ပြောက်သွားတယ်လို့ဆိုလို့မရဘူးသင်္ကမိတ်တဲ့ဝင်တာနဲ့မမြင်တော့ပြောက်လက်သွားတယ်အဲ့ဒါကိုလက်သွားတာကိုသူတို့ကတချို့နေရာကျတော့ဝင်တော့မောင်းကိုရမှတ်များထင်နေလိုက်တယ်စင်ကြတော့ဘုရားကသင်္ကမိတ်တံသမာဓိပြီးกว่าသင်္ကမိတ်ကသမာဓိဝင်လုံးနေတာသူတို့ကမရေးမိလိုက်ဘူးရေးမိမလားဘာဝင်လောက်တာတော့กว่าအဲ့ဒါတွေအခုယောဂီပုဂ္ဂိုလ်တွေမှာဖြစ်စေတချို့သောယောဂီတိုင်းမှာဖြစ်စေလက်သွားတာကိုမဲ့ထင်တယ်တော့ကောင်းကောင်းကြီးလွဲနေတာပါဠိတော်ကြီးရှိနေတာသင်္ကမိတ်ကဝင်လုံးနေတာกว่าသမာဓိရောက်ဆောင်ပြီးဝင်လုံးနေတာစင်စစ်တော့ဒီကဓမ္မတွေကမှတ်ရတာသင်္ကမိတ်တဲ့ဓမ္မတွေကိုခွဲသိရကိုယ်ခန္ဓာထဲမှာစိတ်ကလေးရှုနေနေသင်္ကမိတ်ဝင်လာလို့ရှိရင်ဖြင့်ဒီစိတ်ကလေးအဖြစ်အပျက်ကိုမမြင်တော့ဘူးသမာဓိဆိုလို့ရှိရင်ဖြင့်သမာဓိကသူရှိလာတာမဟုတ်ဘူးပညာနဲ့တွဲလာတာတတိနဲ့တွဲလာတာသမာဓိနဲ့တတိနဲ့ဟာကသမာဓိရဲ့တတိရဲ့ဝရိယရဲ့ခွဲလို့ရတယ်တရားဆုံးဝင်လာသမာဓိမဲ့ခင်က3ပါးမရှိဘူးလားအရင်သင်ထားတယ်နော်တတိရဝရိယရသမာဓိရ3ပါးဝင်လာတော့သူတို့လည်းဆိုလို့ရှိရင်ရှုနေတဲ့အာယုံလေးတစ်ခုရှင်းနာကပုခန္ဓာတွေကပစ္စည်းလေးတစ်ခုရုပ်ဖြစ်ဖြစ်နာမ်ဖြစ်ဖြစ်ပျောက်เสียမရှိဘူးရှိရမရှိတော့ခိနမိတ်ရဝင်လို့ပျောက်တာကိုချုပ်ကအားရစမိုက်ကြတာပဲတမဲ့ရတာပဲဒီလိုထင်တတ်တယ်ဒီလိုထင်လို့ရှိရင်ပြန်မောင်ကိုမလွယ်ဘူးလားမလွယ်အဲ့ဒီယမနာများပြီးကြလားနေတော့ဒီလိုပါဠိတော်တွေကလည်းမတွေ့တော့အမှားသိခဲ့နေတာသူတို့တခါမှမငိုက်ရဘူးတခါမှမမေ့ရလို့မဲ့ကိုဒီနေ့တခါမှမကြဘူးလို့ပြောနေတာဆရာလည်းသိလွယ်နေတာဆရာကလည်းတကယ်မသိတဲ့ဖြစ်နေလို့ရှိရင်ဖြစ်စီသွားပြီပါဒီဥစ္စာဒါသူငိုက်တိုင်းမဲ့ရနေတယ်အောင်းမင်းမှာလက်တိုင်းမဲ့ရနေတယ်အောင်းမင်းမှာပဲရှင်းမလားရှင်းလို့ဘယ်လိုဝင်တော့နေတာလဲရှင်းနာမရကသမာဓိအောင်ဆောင်ပြီးဝင်လို့မောင်အေးရဘာဝင်လို့တာတော့အဲ့ဒါတို့တွေကဓမ္မတွေခွဲရပလားသမာဓိဆိုလို့ရှိရင်တတိရောသမာဓိရောဝရိယတွဲပြီးဝင်ရတယ်တရားတတိရှိနေတယ်ဆိုတော့မေ့တယ်မိုက်တယ်ဆိုတော့လာနေရတယ်အဲ့ဒါတတိရောသူကြီးဝင်လာတာလားလို့အမေထုတ်ခဲ့တော့တတိယဝရိယသမာဓိသုံးခုပဲခွဲပြီးမှဟိုအာယုရှိမှာခွဲမှန်တဲ့တရားဆိုလို့ရှိရင်သူဘယ်နည်းနဲ့မှရှိကအာယုပျောက်เสียရှိရတယ်မပျောက်သွားတယ်တဲ့ပျောက်သွားတယ်ဘာမှကိုမသိလိုက်တော့ဘူးဆိုတော့သူဘာမှမသိတဲ့ထောက်လိုက်တော့သင်္ကမိတ်တဲ့ဝင်နေတဲ့ပုဂ္ဂိုလ်ကျတော့ရှင်ကြိုက်တယ်တော့မသိသေးရဲ့မသိဘူးသင်္ကမိတ်တဲ့ဆိုတဲ့အိဋ္ဌဆိုတာပဲအိမ်မယ်လို့စပဲအိမ်မယ်လို့စတယ်ဝင်လာတာကိုမောင်ရည်တွေကမထင်ရင်ထင်တယ်ငါဘာမှမဟုတ်ဘူး
မိတဲ့ကသမာဓိမလို့နိုင်တဲ့နည်းကတော့ဖြင့်အာယုံမပြောက်လို့ရှိရင်ဖြင့်အာယုံမပြောက်နောက်မှပြောက်သွားတယ်လေသူကကိုသိလိုက်တယ်ရှိကဖြစ်ပြီးပြောက်သွားတယ်သိလိုက်တယ်အစားတော့မပြောက်တာလေသိဒီသိနှစ်ခုဆက်သွားမှမရှိရှင်းမလားဒီသိနှစ်ခုဆက်သွားမှတတိဝရိယသမာဓိကလည်းဟိုမှာဖြစ်ကိုဒီမှာတိုက်ပြီးနေရဲ့ပြီးတော့ပညာဝမ်းလာတဲ့အခါကျတော့ဒါမလို့ချင်ပါဘူးဆိုတော့ပြောက်တော့ပြောက်တယ်လည်းသိငကူကဖြစ်တဲ့ရှိနေတာလည်းသိတယ်နောက်ညောင်းဝမ်းလာလို့ပြောက်သွားတယ်လည်းသိတော့မှဟောဒီဆိုနိဗ္ဗာန်ပါလားပြောက်သွားတာဒုက္ခမရှိတာပါလားလို့ဒီလိုနှစ်ချက်ဆက်ပြီးသိသွားလို့ရှိရင်မောင်ကိုအမှန်ယူဘောကြမှန်ပါဒါရင်မရှိဘူးလားအလုသမားဘာမောင်အေးရသိရေးကြည့်ကြည့်ဘူးလားအဲ့ဒါတွေဘုန်းကြီးတို့နားမှာလည်းကြားရထုတ်ဆရာတွေကလည်းမတ်ဆိုလို့ရှိရင်ဘာမှမသိဘူးတုံးတုံးဖြစ်နေတာပဲဘာပဲညာပဲဆိုတော့ဟောကိုသိလွယ်ဘယ်နဲ့ပမာရိပညာစခန်းကလက်เสียပါရတာသူတို့ဘာကမပြောနိုင်ရှိရမယ်ကိုကကိုတော့မလုပ်ဘူးဘုရားကသူတို့ကဒီလိုမဟုတ်တော့ဘူးတဲ့ဒီလိုမဟုတ်တော့ဘူးခိနာမိတ်တာကိုသူတို့ကပမာရိပညာသင်ပေးတဲ့ကာလမက်ဆေ့ချ်ကိုစိတ်ဆိုပေးတဲ့ကာလသင်နေကြတာဒီဥစ္စာကသံဃာရှိဖို့ဖြစ်လာ